င်တီးပါတလားတင်ရတဲ့အတီးပင်ဒီကိုမျိုးလင်းထားတဲ့လောက်ထက်ပုံမလွယ်ကူစွာပြောင်းကွာစေတဲ့နီလန်ဒီရှိတဲ့ဆိုတာကိုဒီနီလန်တွေကိုအသုံးပြုရင်တင်းဝရင်ထဲမှာတရက်တီးပန်းတီးတံပရာတီးလီမော်တီးအာဗိုကာဒိုတီးတံပယိုတီးတွေကိုအလွယ်တကူတီးဆောင်စိုက်ပျိုးနိုင်ပြီးရက်လက်ကလည်းအန်တိုးဝယ်ကောင်းပါတယ်ဒီနေ့မှာတော့မမမြင်ဖို့ထင်တဲ့အတီးပင်တက်ပွားနီ3နှစ်ကိုတင်ပေးပါမယ်မိတို့မစိုးအိမ်မှာလုံနိုင်တဲ့နီလန်တွေပါတင်းအတီးပင်တွေကိုလွယ်ကူပြီးထိရောက်စွာတတရဲပစ္စည်းတွေနဲ့သစင်းချင်းလေးလာခြင်းနဲ့ဆိုရင်ဒီဗီဒီယိုကိုဆက်ကြည့်ပါအန်တော့ဆရာရရီရှိနေမှာပါအထမဆုံးလူကမှာကဂျာမတဲ့မျိုးခွဲတစ်ခုပဲရှာဖွေပါမယ်အဲ့ဒီမျိုးခွဲကပြည့်ပြည့်စုံစုံကောင်းနေဖို့မလိုလို့ပါဘူးတာမန်ကျမပြီးယောဂမရှိရင်ရပါပြီနင်းနဲ့အောက်ဘက်ကိုဦးတည်နိုင်ရင်ပေါ်ကောင်းပါတယ်ဘာလို့လဲဆိုတော့တိုင်ပလင်းကမြေပြင်ပေါ်မှာထားရမှာမဟုတ်ပါအရွက်တွေကိုဖြုတ်ပြပြီးတေးသေးလေးမျိုးခွဲလေးတို့ပါဖြုတ်ပြလိုက်ပါအဲ့ဒီအပိုင်းကိုတန်တန်ရှင်းရှင်းထားလိုက်ပါတိုင်တချောင်းလိုပဲဖြစ်အောင်ပါအဲ့ဒီအပိုင်းကိုတိုင်းတာလိုက်ပါဘာလို့လဲဆိုတော့တိုင်းတာစတဲ့တိုင်နောက်မှာတိုင်ပလင်းကိုဖျက်ဖူလုံးမှာပါရိုးခွဲရရှေကိုတီးပြီးပြီဆိုရင်အခုတော့တိုင်ပလင်းစီကိုတွားကြရအောင်တိုင်ပလင်းကိုမျိုးခွဲတဲ့နယ်လိုက်ပို့စီအောင်ဖျက်လိုက်ပါဥပမာမျိုးခွဲကတမီတာရှိရင်တိုင်ပလင်းကိုတမီတာစီတတမနေ300မီတာဖျက်လိုက်ပါဒါကိုလောက်တာကအခုဖျက်မဲ့အပိုင်းအားလုံးကိုရေထဲမှာအပြည့်အဝစိတ်အောင်လုပ်ဖို့ပါအောက်မှာတကားခတ်ပေးပြီး PVC ကတ်ဆဲလေးလင်းပေးပါနောက်ပြီးရင်ရေမရွတ်အောင်တေချောင်းနည်းနည်းချော့အောင်ထားလိုက်ပါတမ်ပလင်းဖြစ်စဉ်ပြီးပြီဆိုရင်မျိုးခွဲစီပြန်သွားပြီးဖြတ်တောက်မှုကိုလုပ်ပါမယ်ဒီချက်တောက်မှုကအလကူကူပါပဲတိုင်ပလင်းထဲပွားမဲ့မျိုးခွဲတစ်ချောင်းလုံးကိုငငယ်လေးရှည်ရှည်လေးဖြတ်လိုက်ရွံပါပဲအနံ့ကလည်း9မီလီမီတာကနေ9မီလီမီတာလောက်ပဲရှိရမယ်အခြားဘာမှမလိုပါဘူးခါနဲ့တန်တန်စင်စင်တချင်းဖြတ်လိုက်ရွံပါပဲချက်ထားတဲ့အပေါ်မှာမိုးမဖြစ်အောင်တကြားမုံငန်းလေးတင်ဖေပါအခုတော့တိုင်ပလင်းကိုမျိုးခွဲပေါ်မှာဖျက်ထားတဲ့နေရာကိုအပြိုးအဖုံအောင်တင်းဆက်လိုက်ပါမယ်တိုင်ပလင်းကိုမြေပြပေါ်မှာထားပြီးအပေါ်ဘက်မှာတိုင်ပလင်းကိုတနေရာလေးဖောက်ပြီးဝါယာဒူးတစ်ချောင်းထိုးသွားကမျိုးခွဲကိုတင်းတင်းကြက်ချက်ချီပေးပါတယ်။ဒါနဲ့တိုင်ပလင်းကတင်းတင်းကြက်ချက်ရနေပြီးမကြားသွားတော့ပါဘူး။နောက်တစ်ဆင့်ကလည်းအရားလွယ်ပါတယ်။တိုင်ပလင်းထဲကိုအလုံးလက်ထားတဲ့နေတာအပြည့်အဝဖုံအောင်ရေဖြည့်ပြီးရေနွေးချင်းစိုးနှစုံးလောက်ရေတန့်စင်ယူအောက်ဆီဂျင်ရေထပ်ထည့်ပေးပါတယ်။ဒါရေကိုပိုတန့်ရှင်းစေဖို့အထောက်အကူဖြစ်ပါတယ်။ဒီနေရာကစာပြီးထင်းသိမှုကလည်းအယမ်းလွယ်ကူပါတယ်။3ရက်လောက်သို့မဟုတ်4ရက်လောက်တိုင်းရေကိုပြန်လဲပေးရပါတယ်။တိုင်ပလင်းကိုမြောက်ပြီးရေကျသွားအောင်လုပ်ကပြန်ထားပြီးနောက်အပြည့်ကျဖြည့်ပြီးရှင်နွေးချမ်းစောနှစောလောက်ရေတန့်စင်တွေကိုထပ်ထည့်ပေးရပါတယ်။အခြားဘာမှမလုပ်ရပါဘူး။အခုဆိုရင်3ပတ်လောက်ကုန်သွားပါပြီ။အခုမှတကယ်အလားဆုံးအချိန်လေးရောက်လာပါပြီ။တစ်ပင်မျိုးခွဲကိုဖြတ်ပြီးတိုင်ပလင်းကိုကရုဆိုင်စွာဖြုတ်ထုတ်လိုက်နေတီလိုချင်းနေပါတယ်။တလုံးလုံးမျိုးခွဲကိုမြက်ဒီပြေးစုံစွာထည့်နေပါတယ်။ကျွန်တော်တို့လုပ်ခဲ့တဲ့အပိုင်းတစ်လျှောက်လုံးမှာအမြက်တည်ထိပြီးကျမ်းမာပြီးဖြူစင်းတတ်မှာပါတယ်။တကယ်နားပါရရပါဒီနီလိုက်ရဲ့အကြီးဆုံးအကျော်ကြီးစုတစ်ခုကဒီမှာပါပဲဒီမျိုးခွဲကတမျိုးတည်းတော့အသီးပင်မဟုတ်ပါဘူးအခုတော့ဒီနီလာကနေအသီးပင်တဲ့တွေမိမိလိုတဲ့လောက်ခွဲထုတ်နိုင်ပါပြီအတဲထုတ်မဲ့အသီးပင်တဲ့ပင်စီအထက်မျိုးခွဲကိုစင်တီမီတာထုံလောက်ကနေ9လောက်အထိချန်ထားပြီးအကောင်ဆုံးပါဒီလိုလှုပ်ချင်းနဲ့တပိုင်းချင်းစီမှာအမြင့်လုံလောက်စွာရှိနေမယ်ဆိုတာသိချသွားပြီးမျိုးပါချင်းအမြင်မှုရဖက်နှုံးကိုတော်တော်များများတိုးမြင့်ပေးနိုင်ပါတယ်အခုတော့တခုစဉ်းစားကြည့်ပါတစ်မီနေတာကတမျိုးခွဲပဲချပါပဲတဲ့ဒီပင်ရဲ့မျိုးခွဲအများကြီးနဲ့ပြီးလို့ထူထူလုပ်ကြည့်တာစဉ်းစားကြည့်ပါဒီမှာတော့ငါကကြံပေးပြီးဘလို့လုပ်ရမယ်ဆိုတာသင်ပေးလိုက်တာပါဒီကြိုက်ထပ်မှလှုပ်ချွန်လောက်အောင်တင်းကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်ဘုံများစုကတရက်တိပင်နဲ့ဆိုအလမ်လွယ်လွယ်ကိုကိုလို့ထင်ကြသိပါတယ်ဒါကြောင့်ဒီနီးကိုလည်းငယ်ရွယ်တဲ့ပန်းတီးပင်မှာလုပ်ကြည့်ပြီးအောင်မြင်စွာအလုပ်ထိခဲ့ပါတယ်ဒါကြောင့်ဒီစနစ်ကအတီးပင်အမျိုးမျိုးတရက်တီးပင်ပန်းတီးပင်တံပရာပင်လိမ္မော်ပင်အာဗိုကာဒိုပင်တံပယိုပင်စပြစ်ပင်နီးပါးအားလုံးမှာအသုံးဝင်ပါရဲ့အခုတော့ဒုတိယနီကိုဆက်လုပ်မယ်ဒီနီကတင်းကိုအံ့ဩစေမှာပါဘာလို့လဲဆိုတော့တမျိုးခွဲတဲ့ကနေတစ်ပင်အများအပြားထုတ်နိုင်စေပါတယ်ပထမဆုံးအရေးကြီးတာကကြမ်းမာပြီးရွှေလာတဲ့မျိုးခွဲတစ်ခုပြီးရွေးချယ်ရပါမယ်အဲ့ဒီမျိုးခွဲကိုနည်းနည်းတန့်ဆိုင်ပေးပြီးလောက်ဆံမဲ့နေရာမှာရှိတဲ့အရွက်တွေနဲ့တေးသေးလေးမျိုးခွဲလေးတွေကိုဖယ်ရှားပေးပါမယ်မျိုးခွဲစင်စင်ဖြစ်လာတဲ့အခါမှာတော့အကြိုက်ဆုံးအမြင့်ထုတ်ချင်းတဲ့နေရာတွေကိုရွေးချယ်ပါမယ်တစ်ခုနဲ့တစ်ခုကို30စင်တီမီတာလောက်ခွဲထားပေးမယ်ဒါကြောင့်တစ်ခုချင်းစီမှာကိုယ့်အတွက်နေရာလေးရှိပြီးမြစ်တွေကောင်းကောင်းထွက်နိုင်အောင်ပါအခုတော့ bring board light ထက်လာကိုလုပါမယ်အနားလုံးလုံးမဖြုတ်ခဲ့အနားလုံးလုံးဖြုတ်တဲ့အကိုတို့တဲ့အနီလာလို့မဟုတ်ဘူးတကယ်လို့အဲ့တဲ့နေရာမှာတထောင်ထောင် bring board လေးဖြစ်အောင်ဆက်ပြီးအသက်ရှင်နေတဲ့အပိုင်းကိုထင်းဆောင်ထားပေးတာပါဒါကတန့်ရှင်းပြီးထိန်းချုပ်ထားရဲ့ဖြတ်တောက်မှုဖြစ်ပြီးအမျက်ထွက်လာဟိုလုံလောက်အောင်တာဖြတ်တာပါတစ်ပညာသွေးစီစစ်မှုကိုတစ်ခုလုံးမဖြတ်တောက်သေးဘူး
အဲ့ဒီထိခိုက်နေတဲ့နေရာမှာအလိုအရောက်ကောက်ွယ်ပြီးအမြင့်ထရလာဖို့အထောက်အကူဖြစ်စေအလိုအဝါသို့မဟုတ်တရားမှုနည်းနည်းလေးလိမ့်ပေးနိုင်ပါတယ်ပြီးရင်တော့အထင်းမဲ့ထုတ်လေးတွေကိုပြင်ဆက်ပါမယ်အရာအလုံးကိုလွယ်ကူပြီးစရိတ်တက်တောင်လုပ်ဖို့တခါသုံးခွက်လေးတွေကိုသုံးပါမယ်အဲ့ဒီခွက်တွေကိုကတ်တာသို့မဟုတ်ကချင်းနဲ့ဖေးကနေဖြတ်ဖဲပြီးဖွင့်လို့ရအောင်လုပ်ပြီးတစ်ခက်ပေါ်မှာပတ်လဲတတ်နိုင်အောင်လုပ်ပါမယ်အောက်မှာလည်းရေစီးထွက်နိုင်အောင်တနေရာလောက်တေးတေးလေးချောင်းပေါက်ဖောက်ပေးပါမယ်အခုတော့ခွက်9ခွက်လုံးပြင်ဆင်ပြီးပြီဆိုရင်တိုက်ရိုက်တစ်ခက်ပေါ်မှာတက်ပေးပါအထူးသဖြင့်ထိခိုက်စေထားတဲ့နေရာမှာတီးတီးကြကြတက်ပေးပါမယ်အဲ့ဒီခွက်တွေကိုတော်တော်လေးတည်ငြိမ်သည့်အလဲမှာတီးတီးကြကြပြည်တင်ကော့လို့ခတ်ထားတဲ့နေရာပေါ်မှာတက်ပေးပါမယ်နေရာမှာတက်ပြီးပြီဆိုရင်တော့တခါသုံးတိုက်သုံးမဆိုချီနဲ့တင်းသေးလေးချီပေးလိုက်ရုံပါပဲခွက်တွေတင်းသေးလေးတည်ငြိမ်အောင်လုပ်ပေးပါမယ်ဒါတော့အရေးကြီးပါတယ်ဘာလို့လဲဆိုတော့မြေသူစာချဲတဲ့တခြားခွက်ကမဖွင့်တော့အောင်ကာကွယ်ပေးနိုင်လို့ပါအခုတော့တာပါသုံးမဟုတ်တဖာဝမြေသူစာကောင်းအောင်လေးထဲဖို့အချိန်ရောက်ပါပြီမြေသူစာကို provision ထဲပြီးပေါပေါပါနဲ့ဖြီးပေးပါမယ်ဒါနဲ့အနာပေါ်မှာအပြည့်အဝဖုံးငုံထားတာကိုတေချာစစ်ဆေးပေးပါအရန်ပင်နဲ့မဖြီးဖို့လိုအပ်တာမဟုတ်ပါဘူးမြေသူစာကမျိုးပင်ချောင်းနဲ့ကောင်းကောင်းထိစပ်နေအောင်လိုအပ်တဲ့လောက်ပဲဖြီးပေးရင်လုံလောက်ပါတယ်ပရင်ပေါအနာပေါ်မှာမြေသူစာကိုမှန်ကန်တက်ကြီးဖုံးအုပ်ထားပြီးဆိုရင်တော့ရေချဲအဆင့်ကိုဆက်လုပ်ပါမယ်မြေသူစာကိုနည်းနည်းဆိုလုပ်ပေးပါမယ်ရေကိုနည်းနည်းအလွန်ကျွမ်းချသွားလဲစိတ်ပူစရာမလိုပါဘူးအလွန်ကျွမ်းရေကအောက်ပိုင်းနဲ့ဖန်ခွက်ပေါ်ကဖြတ်ထားတဲ့နေရာတွေကနီးအလွဲတကူစီးချွတ်သွားမှာပါရေချေပြီးတဲ့နောက်မှာတော့အားလုံးကိုအနက်ရောင်ပလတ်စတစ်အေနဲ့ပတ်ဖေးပါမယ်ပရိမောက်အနာအပေါ်မှာလုတ်ထားတဲ့အေကော်တော်တွေကိုကောင်းကောင်းဟုံးဟောပြီးကျိုးနဲ့ချီပေးပြီးတေချာစာပိတ်ထားပါမယ်ဒါကစိုးထိုင်းစားကိုထိန်းထားပြီးအမြင့်တွေထွက်လာဖို့အကောင်းဆုံးပတ်ဝန်းကျင်ကိုဖန်တီးပေးပါတယ်အခုတော့စောင့်ရတော့မှာပါလား3ပတ်လောက်သုံးမဟုတ်4ပတ်လောက်အကြာမှာမျိုးဆိုင်နိုင်ညစ်ပတ်လေအချိန်ပေါ်မူတည်ပြီးအမြင့်တွေပေါ်လာတာကိုမြင်တွေ့လာပါလိမ့်မယ်အမြင့်အပြည့်နဲ့မဖြစ်မချမ်းစောင့်နေစရာမလိုပါဘူးအကော်ရိုကအမြင့်ထုတ်လာတာမြင်ကနဲ့တိုက်ရိုက်ထပ်ဖို့အချိန်မှာပါပဲချင်းမြက်ကိုတခုလုံးဖြတ်ပြီးအပိုင်းပိုင်းခွဲပေးပါမယ်ပြီးရင်ကအကော်ရိုတခုချင်းစီကိုတိုးတော့တိတန်ပုံလီတမထဲပေးပါမယ်ဒီလိုနဲ့ဇိုင်းအပင်တပင်ရဲ့တခုတည်းတော့မြက်တခုပဲနဲ့ဇိုင်းတက်9ပင်အတိရနိုင်ပါတယ်ဒီနီးကလွယ်လောက်အန်တော်စရာလောက်ပါပဲအခုတော့တတိယနီကိုဆက်ပြောပါမယ်ဒါကလည်းအလွယ်ဆုံးနဲ့အကောင်းဆုံးနည်းတွေကတခုပါမယ်ကော်ရိုချိုးနီးပါပေးချပါတယ်တစ်ချိန်ချင်းမှာတော့ဒီနီးကိုမြင်ဖူးကြမှာပါဘာလို့လဲဆိုတော့ရှိတဲ့အကော်ရိုနီးဒီထဲမှာအလွယ်ဆုံးနီးတစ်ခုဖြစ်ပြီးအလွန်ထိရောက်စွာအလွတ်လုပ်ပါတယ်ဒီနီးကတင်းကင်းချင်နဲ့တော့မဟုတ်ကလုံးနုချင်တဲ့မြစ်တစ်ခုကိုယူပြီးလုပ်တာပါကျွန်တော်တို့ကတော့ဒီနီးကိုတက်တော်ပင်နဲ့လုပ်ပြပါမယ်ဒါပေမဲ့မြည်သည့်အတီးပင်အလှပင်မျိုးမဆိုမျိုးပွားရှင်ရင်ဒီနီးကအလုံးစုံအဆင်ပြေပါတယ်ကျွန်တော်တို့လုံးမဲ့အရာကတကယ်လွယ်ကူပါတယ်ဝစ်ကိုတစ်ဖက်တော့꿰ပြီးပြတ်တော့အောင်လုပ်ပြင်မယ်အပေါ်ရအခုတစ်စိတ်တစ်ပိုင်းကဆက်လက်တက်စင်နေအောင်စူးစမ်းရပါမယ်အခုဒီမှာပြတာနေတယ်လို့ပါမယ်ဒီလိုလုပ်ချင်းချောင်းမြစ်တကူလောအသက်ရှင်နေသေးတာကိုတေချာစေပါတယ်တစ်ပင်ရဲ့တွဲရည်ဆယ်ဗီယာကမိအဆုံထိဆက်လက်စီးဆင်းနေပြီးတချင်းထဲမှာပဲတစ်ပင်ကိုမြစ်ပြတ်တဲ့နေရာမှာအမိအသက်တွေထပ်ထုတ်စေဖို့အတင်းအကျပ်လုပ်ရပါတယ်မြစ်ပလက်ပြီးတာနဲ့ပထမဆုံးလုပ်ရမှာကအလိုဗီရာကိုတိုက်ရိုက်ထိခိုက်ရနေလာမှလိမ့်ပရပါမယ်ပြီးရင်တဘာဝမူတန်းဆဲမျိုးထစ်တဲ့တခြားမုံလိုမျိုးကိုထပ်ထည့်ပေးရပါမယ်ဒါကထိခိုက်ရနေရာကိုပိုတန်းချစ်စေပြီးအမစ်ထက်ထော်အောင်အောင်မြင်တဲ့ခြေကိုတော်တော်များများတိုးစေပါတယ်အခုတော့ခွက်တလုံးဒါမှမဟုတ်အလားတူရာတစ်ခုကိုယူပြီးတာဘာဒါမှမဟုတ်ဆူဆွတ်မှုကိုကောင်းကောင်းထိန်းနိုင်တဲ့မျက်စိရွာတစ်မျိုးဖြင့်ဖြည့်ပေးရပါမယ်တင်မဲ့အခါမှာတော့ခွက်ကိုဖြတ်ပြီးဖွင့်နိုင်အောင်မြက်ပေါ်မှာကောင်းကောင်းတွန်းနိုင်အောင်ပြင်ဆင်ပေးရပါမယ်ဒါကခိုင်ခန့်စွာတက်နိုင်ဖို့ရည်ကြီးပါတယ်ခွက်ကိုတိုက်ရိုက်ထိခိုက်ရနေရာပေါ်မှာတက်ပြီးပိတ်ပေးပြီးခိုင်ခန့်အောင်ဂျိုးတစ်မျိုးချစ်စေတခြားတစ်မျိုးချစ်စေချီသမဟုတ်တခုခုနဲ့ချီပေးရပါမယ်မလှုပ်ရှားအောင်တခြားစစ်ဆေးပေးရပါမယ်ခွက်တာခိုင်ခန့်စွာတွက်ထားတာအလုံးနဲ့ရည်ကြီးပါတယ်ခိုင်ခန့်စွာတက်ပြီးဆိုတဲ့တော့အားလုံးကိုအနည်းတောင်ပလတ်စတစ်နဲ့ဖုံးပြီးပေးချပိတ်ပေးရပါမယ်အခုတော့စောင်းရတော့မှာပါ3ပတ်လောက်ကနေ4ပတ်လောက်ကြာမှယာဒီဥတို့နဲ့နှစ်ပတ်လက်အချင်းပေါ်မူတည်ပြီးအမျိုးတွေပေါ်လာတာကိုမြင်တွေ့လာပါလိမ့်မယ်တကယ်တော့3ပတ်ကြာမှတင်အမျိုးတွေပေါ်လာနေပြီဆိုတာကိုရှင်းရှင်းလင်းလင်းသိထားမိလာရပါပြီအမျိုးတွေတေချာပေါ်လာတာမြင်ရပြီဆိုရင်တော့တက်တာမိခင်တပင်ကများကိုဖျက်ပြီးပလတ်စတစ်ကိုဖြုတ်ထုတ်ပြီးအမျိုးထော်နေတဲ့များကိုအိုးထဲပြောင်းပေး用ပါပဲဒါဆိုရင်တော့အလွယ်တကူနဲ့အယမ်းလွယ်လောက်အောင်အပင်မျိုးပွားနိုင်တဲ့အကော်ဒိုအင်ဖရာတူရာနီလန်ပါပဲဝါကမှာတကယ်ဖိုက်ချစ်စုတင်မှာလေဒီမှာရှိနေတဲ့ကဒါတွေအားလုံးအချိန်ယူရတယ်စမ်းစစ်ရတယ်အတွေ့အကြုံတွေလုံးရတယ်မိအထက်လွယ်လွယ်ကိုတင်ယူနိုင်အောင်ပါဒီဗီဒီယိုကမင်းတို့အတုံးဝင်တယ်ဆိုရင်တော့ like တစ်ခုပြုလုပ်ပေးပြီးမိတ်ဆွေတွေနဲ့မျှဝေသွားပြီးရင်အရင်ကျေးဇူးတင်ပါမယ်
ဒါကြောင့်ပဲကျွန်တော်တို့ဆက်လက်လေ့လာနိုင်ဖို့နဲ့မင်းတနေရာမှာမတွေ့ရနိုင်တဲ့နီးလန်းအသေးသေးတင်ဆက်နိုင်ဖို့အထောက်အကူဖြစ်ပါတယ်ကျန်တဲ့ဆိုတော့အပြုံးနဲ့နောက်တစ်ခေါက်မှပြန်တွေ့မယ်လို့